င်္ဂလာပါကျွန်တော်ကတော့ Blade ဘန်နေပြီးတော့ Vocalic Composer William ဖြစ်ပါတယ်ကျွန်တော်တို့ဘန်နေနဲ့လက်ရှိမှာဆိုရင်တော့ Internet Play EP ပေါ့နော်ငါးဖို့ပဲပါတဲ့ mini FM တူလေးကိုဒီဇင်ဘာလထဲမှာချက်ပတ်နိုင်အောင်စူးစမ်းနေတယ်ပေါ့နော်ကျွန်တော်မကြမီချင်းတွင်းမှာကျွန်တော်တို့အဲ့ငါးပုတ်ထဲမှာတစ်ပုတ်ဖြစ်တဲ့ Juliet Gas ဆိုတဲ့သချင်းလေးကို Let It Video အနေနဲ့အမီကျွန်တော်တို့မိတ်ဆက်သွားပေးမယ်ပေါ့နော်အဲ့တော့ Let It Video လေးကိုအကောင်းဆုံးဖန်တီးပေးတာတော့ကျွန်တော်ကိုဂျိုဂျိုကနေပြီးတော့အကောင်းဆုံးဖန်တီးပေးထားတယ်ကျွန်တော်တို့ recording တွေArrangement တွေအတူတူပေါင်းစုလုပ်ထားတာတော့ Glory Tune ပေါ့နော်ဘန်ကောက်မှာရှိတဲ့ Glory Tune Studio မှာကျွန်တော်တို့အကောင်းဆုံးညှိနှိုင်းနိုင်တဲ့ဖန်တီးပေးထားတယ်ပေါ့နော်အရှိတာပြုံးထိုးတယ်လက်တော်ဆဲဆုံးမဲ့မဟောက်တဲ့ပြင်းနဲ့မိမရုပ်လိုပဲဒီချင်းလေးက heavy rock နဲ့ heavy metal January မျိုးကိုရောစက်ထားတဲ့ချင်းလေးလို့လည်းပြောလို့ရတယ်ပေါ့နော်ကျွန်တော်တို့ heavy rock ရဲ့စုပုံစံအနေနဲ့melody ဖြစ်တဲ့ choral လေးကိုထည့်သွင်းထားတယ်ပြီးတော့ heavy metal ရဲ့ကျွန်တော်တို့ riff တွေကိုသုံးပြီးထားတယ်ပေါ့နော်ဒီ corporate ထဲမှာပဲတချင်းလေးရဲ့အနေနဲ့ပြကျွန်တော်တို့ Judas ဆိုတဲ့အတိုင်းပဲ Judas Gas ဆိုတဲ့အတိုင်းသူ့ရဲ့သစ္စာမရှိမှုတွေဖောက်ပြန်တတ်တော့သစ္စာမရှိတော့ရက်ဆက်တတ်တော့ခက်တန်တော့ဆိုတဲ့မိမတယောက်ကြောင့်ကိုကျွန်တော်တို့အကောင်းဆုံးရေးဝယ်ထားတယ်ပေါ့နော်အဲ့တော့မကြမီထွက်ရှိလာရင်လည်းခန်းစားနာဆင်ကြည့်ပေးပါအောင်လို့ကျွန်တော်တို့တိုက်တွန်းလိုပါတယ်ကျေးဇူးတင်ပါတယ် Talk about the deal, baby,